ကျွန်တော်ညီကိုငယ်ချင်းမိတ်ဆွေတွေကျွန်တော်တို့ဒါနှစ်ချက်တီးကနန်းလေးထွက်ပြီဆိုတော့ကျွန်တော်ကနန်းလေးတွေပြောပြသွားပေးမယ်ပေါ့နော်မနက်ကတော့ကျွန်တော်ညီကိုငယ်ချင်းမိတ်ဆွေတွေကျွန်တော်ဒီဗုဒ္ဓဦးတွင်းကိုဒါ9တလုံးဒါကျွန်တော်ပေးထားတယ်ပေါ့နော်2ရက်တွင်း16ပါ2ရက်တွင်း16ဒါ16က1တလုံးကျသွားပြီပေါ့နော်1တလုံးထွက်သွားခဲ့ပြီဗုဒ္ဓဦးတွင်း9ပေါ့နော်ဗုဒ္ဓဦးတွင်း3ရက်အတွင်း9တလုံးဒီလေဒါထွက်သွားခဲ့ပြီဆိုတော့ကျွန်တော်မိတ်ဆွေငယ်ချင်းတွေလိုက်စရာကျွန်တော်ဒါနောက်ထပ်ပြီးတော့ကျွန်တော်ပေးထားတဲ့လုံလေးရဆို3ညတလုံးပဲကြံတော့မယ်ပေါ့နော်3ညတလုံးပဲကျွန်တော်တို့ကြံတော့မယ်အဲ့တော့ညီကိုငယ်ချင်းမိတ်ဆွေတွေကိုကျွန်တော်ဒီညနေမှာကတော့80နှစ်ဒီ3ည break 3နှစ်ဒီဒါ5 break ဖြစ်တယ်5 break နဲ့3ည break ဒီဒါတငယ်ချင်းမိတ်ဆွေလိုမျိုးနေတတ်တယ်အဲ့တော့ကျွန်တော်တို့5တက်ဒီဒါ6 break ဖြစ်တယ်ပေါ့နော်တောက်ကြတဲ့ညနေကလည်းကျွန်တော်တို့ခုံကိုဒီ6 break ဖြစ်တယ်ဆိုရင်ကျွန်တော်တို့ဒီညနေမှာပြန်လည်စဉ်းစားစရာက6တရီကန်ပေါ့နော် break တရီကန်ဆင်းလာအောင်မယ်ဆိုရင်ကျွန်တော်ကဒီညနေကို6 break နဲ့အပူးကိုပဲကျွန်တော်ကတော့ကစားစေခြင်းတယ်နော်6 break ဖြစ်ရမယ်ကျွန်တော်တို့အပူးထိုးရမယ်အပူးကတော့ဒါဘာကြောင့်လဲဆိုလို့ရှိရင်ဒီ6 break နဲ့အပူးကဒါကတ်နေတယ်89ဆိုရဲခဏန်းရဲ့မိတ်ဖက်ဖြစ်တဲ့ခဏန်းလေးတွေကိုလည်းကျွန်တော်ပြန်စီပြီးတော့ကျွန်တော်ရေးပေးမယ်ခုံကိုထွက်ဆိုတဲ့ခဏန်းထွက်ရင်59ခွန်က282964စတဲ့ကဏ္ဍတွေပေါ့နော်ဒါတို့ရဲ့မိတ်ဖက်ဖြစ်တဲ့ကဏ္ဍတွေလာမယ်ပေါ့နော်အဲ့ကဏ္ဍတွေကတော့မဖြစ်မနေထိုးပါအပူးဖြစ်ရမယ် break တစ်ခုလည်းထိုးခြင်းနဲ့ဆိုတော့ဒီညနေကိုလည်းကျွန်တော်6 break ပဲကျွန်တော်ထပ်ပေးပါတယ် break ဒီ3ကန်အနေနဲ့ဆင်းလာနိုင်ခြင်းအများများတာဖြစ်တဲ့တော့ပေါ့နော်ကျွန်တော်ရှာပြီးတဲ့ကဏ္ဍတွေကျွန်တော်ချပြီးတဲ့မူတွေကိုကြိုက်နေတတ်တဲ့စိတ်မိတ်ဆွေလေးဒါစိတ်ဝင်စားတဲ့အဆင်ပြေတယ်ဆိုရင်တော့ကျွန်တော်ကို like share subscribe လေးလုပ်သွားပြီးတော့ကူညီသွားပေးပါကျွန်တော်ညီကိုငယ်ချင်းမိတ်ဆွေတွေဆိုရင်သိပါတယ်ကျွန်တော်ကကနန်တရီကန် break တရီကန်ဒီကိုကျွန်တော်ကဖန်တဲ့လူဖြစ်တာဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့ကျွန်တော်တို့က break တစ်ခုကနန်တစ်ခုကမြူးပြီးဆိုရင်အခုစက်ကိုင်းကအရန်မြူးပြီးတော့ကစားပေးပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဆက်ပြီးတော့ကျွန်တော်ပြောပေးမယ်ဆိုရင်ဒီညနေကိုဒီမှာဒီခုံကိုဒီ6 break ဒီမှာ9တက်6 break လုပ်ရင်ဒီကိုလည်းညနေကို6 break ချုပ်လိုက်ပါ6 break ချုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကပတ်တီးတစ်လုံးနဲ့သွားမယ်ဆိုတော့တုံညာတစ်လုံးလေးပဲကျွန်တော်ကသွားစေခြင်းနဲ့ဒီညနေကိုလည်းကျွန်တော်မနက်ကချပေးထားတဲ့ကနန်းကမထီသေးတာဖြစ်တဲ့ကျွန်တော်က6နောက်ပိတ်ကိုကျွန်တော်ကြိုက်နေစေပေါ့နော်6နောက်ပိတ်ကိုကျွန်တော်ကြိုက်နေစေဖြစ်တယ်အဲ့တော့6နောက်ပိတ်နဲ့ကို6 break ဖြစ်တဲ့ကောင်ဆိုလို့ရှိရင်ကျွန်တော်တို့က3.6ဆိုတဲ့ကဏ္ဍဒီ main ကွက်ရှိမယ်ခုံကိုရဲ့ main ဘက်ဖြစ်တဲ့ကဏ္ဍ9တက်ရဲ့ main ဘက်ဖြစ်တဲ့ကဏ္ဍလေးတွေကိုကျွန်တော်ပြန်စီပြီးတော့ရေးပေးမှာဖြစ်တယ်အဲ့ကွက်လေးတွေကတော့မဖြစ်မနေထိုးပေးပါအဲ့တော့ညီကိုငယ်ချင်းမိတ်ဆွေတွေဒါကျွန်တော်ဒီမှာလဲတော့ကျွန်တော်ဒီမှာဆိုကျွန်တော်ချပြီးထားပြီးဖြစ်တယ်ပေါ့နော်ဒီမှာ9ရက်နေ့မှာ73ရက်နေ့တွင်2ရက်စာဒီကျွန်တော်ဒါ16ပေါ့နော်2ရက်တနင်္လာအင်္ဂါ2ရက်တွင်ပတ်တီ6တစုံဖြစ်တယ်9ဒီဗိုလ်ရူတွင်မပြောက်ကတော့3ညပေါ့နော်အဲ့တော့ဇာတိသွားမယ်မိတ်ဆွေတွေကတော့3ညတစ်လုံးမရှိမယ်ဒီညနေမှာမိတ်ဆွေတငယ်ချင်းတွေကျွန်တော်ချပေးတဲ့ဗီဒီယိုလေးနဲ့ကျွန်တော်ချပေးတဲ့ကဏ္ဍလေးတွေနဲ့အော်ကွန်မိပါစေပေါက်ပါစေရပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ကဲအားလုံးပဲ like share subscribe လေးလုပ်ထားပြီးတော့ကူညီသွားပေးပါအောင်နော်